မင်္ဂလာပါဗျာဒီနေ့ကတော့မိဘအရင်ကသားသမီးကိုနိုင်ငံခြားရောင်းစားတာဇနီးတွေကကိုယောက်ျားကိုနိုင်ငံခြားရောင်းစားတာအဲ့ဒါလေးတွေတင်ပြကြည့်မယ်ဗျာအခုခေတ်ကကိုနိုင်ငံသိစင်မပြေတော့ကြတော့နိုင်ငံခြားတွေထွက်ကြတယ်ဗျာနိုင်ငံခြားတွေထွက်ကြတဲ့အချိန်မှာနိုင်ငံခြားထွက်တော့ကြပတ်စံရတော့ကြတော့ရွာမှာရှိတဲ့မိသားစုကပတ်စံသုံးရတဲ့အရာကိုတိသွားပြန်မလာနဲ့အောင်ကားလေးဝယ်လိုက်အောင်မယ်ပြန်မလာနဲ့အောင်တိုက်လေးတည်လိုက်အောင်ဇနီးတယ်ဆိုရင်လည်းပြန်မလာနဲ့အောင်သုံးလို့ဖြုံးလို့ကောင်းနေတာပြန်မလာနဲ့အောင်အဲ့လိုပေါ့ဗျာထားပါတော့ရောင်းစားတာနဲ့တူးနေတယ်ပေါ့ဗျာအခုကနိုင်ငံရောင်းနေတဲ့လူတွေကလည်းကိုမိသားစုဝင်နေပါပဲကိုမိသားစုခွဲပြီးတော့ဘယ်သူသွားချင်ပါလဲဗျာသူတို့မှလည်းဟိုကြတော့မနေနေရတာတထေးကကောင်းရင်မန်နေဂျာကောင်းချင်မှကောင်းတာမန်နေဂျာကောင်းတထေးကောင်းလည်းလုပ်ဖို့ကိုင်းဘက်ကဟုတ်ချင်မှဟုတ်တာအဲ့ရမှရတာမနေကိုရွာနဲ့ခွဲပြီးတော့ကြိတ်မိပြီးနေနေရတာအနေနေရတာကိုဒီကလူတွေကရွာလူတွေကမသိဘူးပတ်စံသုံးလို့ကောင်းနေတာပြန်မလာပြီးရောပတ်စံနာပုံမှန်ပို့ပေးနေပြန်မလာပြီးရောအဲ့လိုဖြစ်လာတော့ကြာတော့ရောင်းစားတာနဲ့တူပြီးရောနေရမလို့လာနဲ့ပတ်စံနာပုံမှန်ပို့ပေးတော့ရောလူမလို့ငွေလိုတွေဖြစ်သွားရောငွေလိုတွေဖြစ်သွားတော့ကြတော့သူတို့ကပြန်မလာရတော့ဒီက special သုံးလို့ပြုံးလို့ကောင်းနေအဲ့တော့ရောင်းစားတာနဲ့တူးမိလို့အဲ့ဒါဒီတင်ပြကြည့်တာပါဗျာဟုတ်မဟုတ်ကွန်မန့်မှာဆွေးနွေးသွားကြပါဟုတ်ကဲ့ဒါပါပဲဗျာ